Hello အားလုံးပဲမင်္ဂလာပါကျွန်တော်ကအိမ်မွန်ဖြစ်ပါတယ်ကျွန်တော်ကတော့ graphic designer တယောက်ပါဆိုတော့ဒီနေ့ဗီဒီယိုလေးကတော့ Illustrator မှာ gray background ကိုလွယ်ကူကူဆွဲတဲ့နည်းလေးကိုကျွန်တော်တေချာလေးပြတာပါဒီနေ့ဆွဲမဲ့background လေးခုပေါ့နော်ဒီ background လေးခုကိုကျွန်တော် Illustrator မှာဘယ်လိုဆွဲလဲဆိုတာကိုပြပြီးသွားမှာပါအရင်ဆုံးကျွန်တော် rectangle တစ်ခုကိုယူလိုက်ပါမယ်ပြီးရင် site ကို990ရဲ့1530ဆိုပြီးတော့ထားလိုက်မယ်ပေါ့နော်1530ပြီးရင်အယောင်တော့ကျွန်တော်ဒီကကြောက်တင်မုံလို့အယောင်မျိုးကိုကျွန်တော်တစ်ချက်ထားလိုက်မယ်စိမ်းပုံရောင်ဟာလေးပေါ့နော်နောက်တစ်ခုကကျွန်တော်ဒီ rectangle ကို select မှတ်ပြီးတော့ control C နဲ့ copy ယူလိုက်မယ်ပြီးရင် control F နဲ့ paste ပြန်ချလိုက်မယ်ပေါ့နော်ဒီမှာဆိုနှစ်ခုဖြစ်သွားပြီပေါ့နော် paste ချလိုက်တဲ့အခါမှာပြီးရင်ဒီကောင်းကိုကျွန်တော်အယောင်လေးပြောင်းပါမယ်ဒီကအယောင်လေးပေါ့နော်ကျွန်တော်ဒီအယောင်လေးပြောင်းလိုက်မယ်ဒီလိုလေးဖြစ်သွားရပေါ့နော်ပြီးရင်ဒီကောင်းကိုကျွန်တော် stroke ပြောင်းလိုက်မယ် stroke ပြောင်းပြီးတော့ဒီ stroke ကိုကျွန်တော် control C နဲ့ copy ယူထားလိုက်မယ်ပြီးကြလို့ရှိရင်ပြန်သုံးမှာပေါ့နော်ပြီးရင် pattern ကိုသွားပြီးတော့ split into grid ကိုရွေးလိုက်မယ် preview ဥစ္စာကို on ထားလိုက်မယ်ဒါမှဒီဘေးမှာဘယ်လိုပေါ်လဲဆိုတာမြင်ရမှာပါgrade တန်ဖိုးတော့ကိုကြိုက်တယ်လို့ထားလို့ရတယ်ကျွန်တော်ကတော့ဒီမှာ row 6 column 4ကိုထားလိုက်မယ်ပေါ့နော် okay ဒါဆိုရင်ကျွန်တော် background တစ်ခုရသွားပြီဒီ background ကိုကျွန်တော် copy ကူးထားလိုက်မယ်ပေါ့နော်နောက်တစ်ခုကဆွမ်းနာကျွန်တော် copy ကူးထားတဲ့stroke ကို control F နဲ့ paste ချလိုက်မယ်ပေါ့နော်ဒီဟာကိုဆွမ်းနာအတိုင်းပဲကျွန်တော်ဒီအကွက်လေးထဲမှာဒီလိုအစိမ့်လေးဖြစ်ချင်တာပေါ့နော်ဒီအကွက်ထဲမှာဝင်တဲ့ grid မျိုးလိုချင်တာဆိုတော့ဒီထဲမှာ split into grid ကိုပြန်ယူမယ် preview on ထားမယ်ဒီအတန်းလေးကိုကြည့်မယ်ပေါ့နော်ဒီအတန်းလေးမှာဆိုရင်18မှာဆိုလို့ရှိရင်ဒီဟာနဲ့ကွက်တိကြပါရယ်ပေါ့နော် okay ဒီမှာ column မှာဆိုလို့ရှိရင်ဒီဟာနဲ့ကမညီသေးဘူးအနီးမှာကျွန်တော် maybe စနစ်ဆိုလို့ရှိရင်ညီလေးဖြစ်သွားပြီပေါ့နော် okay ဒါဆိုရင်ကျွန်တော် okay လုပ်လိုက်မယ်ဝင်လုပ်ပြီးတော့ဒီကောင်ကိုကျွန်တော် stroke မှာ dash line လေးပြောင်းလိုက်မယ်ပေါ့နော် dash line ကို gap ကို4လောက်ဖြစ်ထားလိုက်မယ်ပြီး group လုပ်လိုက်မယ်ပေါ့နော် select မှတ်လို့ရှိရင်အလွယ်တကူမှတ်လို့ရအောင်လို့ပေါ့နော် okay ဒါဆိုရင်တော့ဒီမှာ dash line grid လေးရပါပြီသူ့ထဲမှာလည်းဒီလိုမျိုးလေးဝင်သွားပြီပေါ့နော်ဒီမှာဆိုရင်တိတ်ပြီးမတိတာသေးလို့ကျွန်တော်ဒီမှာနောက်ခံ background ကိုဒီကောင်လေးကိုပထမဆုံးလုပ်တဲ့ grid လေးကို2 or 3လောက်ထားလိုက်မယ်ဒါဆိုရင်တော့ background ကအလိုနောက်ခံကတင်ဘုတ်ပုံစံ background ဖြစ်သွားပြီပေါ့နော်နောက် background တစ်ခုကကျတော့ဒီလိုမျိုးလေးအလုံးလေးပုံစံမျိုးပေါ့နော်အလုံးလေးကျတော့လွယ်ပါတယ်ကျွန်တော်တို့ cycle တစ်ခုဆွဲလိုက်မယ် cycle တစ်ခုဆွဲလိုက်ပြီးရင်ဆွဲလိုက်ပြီးတော့အယောင်ဒီအယောင်ထားလိုက်မယ်ပေါ့နော်ဒီကောင် solid ပြောင်းလိုက်မယ် solid ပြောင်းလိုက်ပြီးတော့ဒီကောင် select မှတ်ပြီးတော့ object ထဲမှာ pattern make ကိုလုပ်လိုက်မယ်ပေါ့နော်ဒါဆိုရင်တော့pattern လေးဖြစ်သွားပြီပေါ့နော်ဒီမှာဒီကောင်နည်းနည်းလေးသေးလိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်လိုချင်တဲ့ပုံစံတိုင်းလေးသေးလိုက်ပေါ့နော်ဆိုရင် double click နှိပ်လိုက်ပြီးထွက်လိုက်မယ်ပေါ့နော်ဆိုရင်ဒီကောင်ရဲ့ background ကိုယူလိုက်မယ်ပြီးရင် control C control F နဲ့ paste in front လုပ်လိုက်မယ်ပြီးရင်ဒီကောင်ရွေးဒီမှာအခုဒီ color swatch ထဲမှာပေါ့နော်ဆန္ဒလုပ်လိုက်တဲ့ pattern ဝင်သွားပြီဒီကောင်ကိုရွေးလိုက်မယ်ဆိုရင်ဒီလို background လေးဖြစ်သွားပြီပေါ့နော်လုံးလေးကိုသေးချင်တာပဲဖြစ်ဖြစ်တဲချင်တာကျုံချင်တာဆိုလို့ရှိရင်ဒီထဲဝင်ပြီးတော့ပြန်လုပ်လို့ရတယ်ပေါ့နော်ဒါဆိုရင်တော့ဒီကောင်နည်းနည်းကျဲလေးဖြစ်သွားပြီဒီမှာပြူးကြီးဖြစ်နေရဆိုလို့ရှိရင်ဒီ circle လေးကိုနည်းနည်းသေးလိုက်မယ်ပြီးရင်ဒီမှာ width နဲ့ height ကိုကစားလို့ရတယ်ပေါ့နော်ဒီမှာ spacing လေးကိုကျင်းလိုက်တာတော့ဘာလို့လုပ်လို့ရတယ်ပေါ့နော်ဒါဆိုရင်တော့ရသွားပါပြီ okay ဒီ background ကလည်းဆောနာနီးတိုင်းပဲပေါ့နော်ဒီကောင် grid တန်မှုပေါင်းလိုက်တဲ့ပုံစံမျိုးဆိုတော့မလုပ်ပြတော့ပါဘူးအဲဆိုရင်တော့ကျွန်တော်တို့လိုချင်တဲ့ background လေးကို Illustrator မှာအလွယ်ဖန်တီးလို့ရပါပြီ background လုပ်ပြီးသွားပြီဆိုလို့ရှိရင်ဒီ background ကိုဘယ်လိုသုံးမလဲဆိုတာကိုကျွန်တော်တစ်ချက်ပြောပြပေးမယ်ပေါ့နော်အခုဒီကောင်ကို control C နဲ့ copy ပြီးတော့ Photoshop ထဲကိုသွားလိုက်မယ် Photoshop ထဲမှာ control V နဲ့ paste ချလိုက်ပါမယ်background ကသူ့ကြည့်ပဲဆိုလို့ရှိရင်အရင် flat နေရပေါ့နော်အဲအကြောင်းကျွန်တော်တို့တက်ရှာတစ်ခုထည့်လိုက်ပြီပေါ့နော်ဥမာ paper တက်ရှာပဲဖြစ်ဖြစ် granny တက်ရှာပဲဖြစ်ဖြစ်ကိုကြိုက်တဲ့တက်ရှာလေးကိုအပေါ်ကနေအုပ်လိုက်မယ်ဆိုလို့ရှိရင်နည်းနည်းလေး flat မဖြစ်တော့ဘဲနဲ့အဲ့လိုနည်းနည်းလေး background width သွားပြီပေါ့နော်ဒီထက်ပိုပြီးတော့အသက်ဝင်နေတယ်ပိုပြီးတော့ pot ဖြစ်ချင်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ brush tool တစ်ခုယူလိုက်မယ်ပေါ့နော်ပြီးရင်ဒီကောင်ကို
ဒီကာလာကိုယူပြီးတော့နည်းနည်းမောင်းတဲ့ကာလာကိုထားလိုက်မယ်ပြီးရင် flow နည်းနည်းလေး17လောက်ထားပြီးတော့ soft brush နဲ့ဆွဲလိုက်မယ်ပေါ့နော်ဒီလိုမျိုးလေးရေလေးဆွဲလိုက်မယ်ဒီနားကနေပြီးတော့အလင်းလေးဝင်နေတဲ့ပုံစံမျိုးလေးလုပ်လိုက်မယ်ပြီးရင် blending mode ကိုကျွန်တော်တို့ multiply ပြောင်းလိုက်မယ်ပေါ့နော်ဒါဆိုလို့ရှိရင်ပို့ပြီးတော့အသက်ဝင်သွားတယ်ပေါ့နော်ပို့ပြီးတော့နည်းနည်းပေါ့ဖြစ်သွားတယ်ဒီလိုမျိုး background တွေကိုဥမာ motion graphic ဒီမှာပဲဖြစ် social media ဒီမှာပဲဖြစ်သုံးနေတယ်ဆိုလို့ရှိရင်သုံးလို့ရတယ်ပေါ့နော်โอเคဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲအားလုံးပဲသုံးဝင်မယ်လို့ထင်ပါတယ်ဆုံးနေကြည့်ပြကြလို့ကျေးဇူးပါကျွန်တော်ရဲ့ YouTube channel လေးကိုလည်း subscribe လုပ်ပေးကြပါအောင်လို့အားလုံးပဲကျေးဇူးပါတတာ